Hello အားလုံးပဲမင်္ဂလာပါဒီနေ့ကစက်သားအလူချက်စားတာကိုညဝေပြစေပါဝင်တဲ့ပစ္စည်းကတော့ဒါမှကြက်ပောင်သုံးထားပါတယ်ရှင်ကြက်ပောင်ရဲ့အလူခွာပြီးရေစင်ထားပါတယ်တုံလုပ်ပြီးတော့သူပါဝင်ပစ္စည်းကစားချုံမုံနနမုံခင်းဝိုင်ပါမယ်အဲ့ဒါကိုနေထားမယ်နှက်ထားမယ်ခန်းချင်းကြီးပါမယ်ကြက်တွင်အနီကြက်တွင်ဖြိုခြင်းအဲ့ဒါကိုလည်းပြန်ထောင်းထည့်ထားမယ်ခန်းချင်းကြီးပပလီထားမယ်ကြက်တွင်ကြီးပပလီထားမယ်အဲ့ဒါခုနကတော့ဆာပလိုက်ဆာစနမိုးရောင်ဒီမုတ်နဲ့ကြက်သားကြက်ပောင်ကိုနှက်ထားမယ်နိုင်ဝဲလောက်နှက်သူတို့ချီပူလာလို့ရှိရင်ခုနကတော့ထောင်းထားတဲ့ဟာတွေထည့်မယ်ကြက်တွင်ကြီးတို့ကြက်တွင်ဖြိုခြင်းထောင်းထည့်ရတယ်ထောင်းထည့်ထားတယ်ထည့်မယ်စနမိုးတို့ရောင်ဒီမုတ်တို့ထည့်ပြီးတော့နွမ်းလာလို့ရှိရင်ခရမ်းချင်းကြီးထည့်ပါမယ်ရှင်အရမ်းလွယ်တယ်နော်ဒီကြရင်နှက်ထားတဲ့ကြက်ပောင်လေးပြန်ထည့်မယ်အုပ်မယ်ကြက်ပောင်ထဲကရေထွက်လာလို့ရှိရင်ကျမကရေခွက်ချင်းနှစ်ခွက်နဲ့ပြန်ထည့်ပါရှင်ဒါပြင်အုပ်ချမယ်အုပ်လို့ရှိရင်ရေလေးနည်းနည်းခါလာလို့ရှိရင်အာလူးလေးပြန်ထည့်ပါတယ်ရှင်ဒါပြင်ပြန်အုပ်ထားမယ်နောက်ဆုံးမှအာလူးကြက်တော့တက်လာလို့ရှိရင်မဆလာလေးတစ်ခုဖောက်ထည့်ပါရှင်ဒါပြင်ပြန်အုပ်မယ်ရေလေးကလည်းခါလာပြီစီလေးကလည်းပြန်လာပြီစားချင်ကြလေးဖြစ်လာပြီဆိုရင်တော့ဒီမှာတော့ချလိုက်ပါမယ်အားလုံးကျေးဇူးတင်ပါတယ်ရှင်